လုံးဝရှုံးမယ်လို့အားချောင်နေတဲ့ကောင်တွေကိုဗဇက်ပိတ်သွားအောင်ကြေပြောလိုက်တဲ့ဂျိုရှွာဗန်မင်္ဂလာပါဖိတ်တများရှင် Fighting Spirit Channel ကနေပြန်လည်ကြိုဆိုပါရစေကျမတို့ရဲ့ Fighting Spirit Channel ဆိုရင် MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေဝမ်ချက်မြန်ရှိ UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုမဆိုင်ခင်မှာကျမရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification နှိပ်ထားဖို့တောင်းဆိုပါရနော်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါဂျိုရှွာဗန်နဲ့တက်ဆိုတာတို့ပွဲဟာလာမယ့်ဧပြီလ12ရက်နေ့မှာကျင်းပမယ့် UFC တွီးထွက်နေဆက်မဲ့ပြိုင်ပွဲမှာပါဝင်ရင်ဆိုင်ထိုးသက်သွားရမှာပဲဖြစ်ပါတယ်။ဖိုက်တာနှစ်ယောက်လုံးဟာပွဲမဝင်အပြင်ကကျင်းပဆိုတဲ့အတိုင်းပဲလက်ရှိမှာလေ့ကျင့်ခန်းတွေကိုအပြင်းထန်လှုပ်ဆောင်နေကြပါတယ်။ဂျိုရှွာဗန်ဟာသူ့အားသာတဲ့ဘောင်စင်ပိုင်းကိုထပ်ဖြည့်နေလို့တက်ဆိုတာကလည်းကျွမ်းကျင်တဲ့ခေါင်းငင်းပိုင်းကိုတိတ်ချပြစ်စင်နေတာကိုတွေ့ရပါတယ်။တက်ဆိုတာကလည်းဂျပန်ကနေအမေရိကန်ကိုထွက်လာပြီးဒီပွဲအတွက်ဖိုက်ကတ်ဝင်နေပြီလို့သိရပါတယ်။ဗန်နဲ့တာရုပ်ပွဲပေါ်ဖိုက်တာတော်တော်များများအပါဝင်ဖိတ်သက်အများစုကလည်းကိုစီထင်ကြီးတွေပေးနေကြပါတယ်။ဒီလိုထင်ကြီးတွေပေးတဲ့အထက်မှာဂျိုရှွာဗန်ကပတ်လက်လို့ရလိမ့်မယ်လို့ပြောတဲ့လူတွေကလည်းဒုနဲ့သေးပါပဲမကြသေးခင်ကပဲချန်ပီယံဖြစ်သူဂျိုရှွာဗန်ကသူ့ကိုဝေဖန်နေတဲ့လူတွေကိုအခုလိုမျိုးထိမိတုတ်ပြန်လိုက်ပါတယ်ကျွန်တော်အနေနဲ့လက်ရှိမှာလေ့ကျင့်ခန်းတွေအပြင်းထန်လှုပ်ဆောင်နေပါတယ်နီးပြရင်လည်းတေချာတိုင်ပင်ပြီးဒီပွဲပေါ်ပြင်ဆင်နေပါတယ်တက်ဆိုတိုင်တဲ့ပွဲမှာတပြစ်ကောင်တွေကကျွန်တော်ရှုံးမယ်လို့တန်တွင်ပြောနေကြတယ်ဒါတွေကိုဂူးမဆိုင်ပါဘူးဘရန်နယ်ရိုင်ဗန်နဲ့ပွဲတန်တူဂျာနဲ့ပွဲတွေမှာလည်းကျွန်တော်ရှုံးမယ်လို့ပဲပြောခဲ့တာပဲလေဒါပေမဲ့ဒိုင်းကလက်မြောက်တော့ကျွန်တော်ပဲမဟုတ်လားဒီပွဲမှာလည်းကျွန်တော်ပဲအောင်ပွဲခံပါလို့ယုံကြည်ချက်အပြည့်နဲ့ပြောဆိုသွားခဲ့ပါတယ်ဒီပွဲဟာဖိတ်သက်တွေတကယ်ကိုအကြိုက်တွေ့စေမဲ့ပွဲဖြစ်လာနိုင်ပါတယ် UFC ချန်ပီယံကပတ်လူပွဲမှာအာရှသားဖိုက်တာအချင်းချင်းထိတ်တိုက်တွေ့တာကတကယ်ကိုမှရှားပါလို့ပါတယ်ဒီတစ်ချိန်ထိတ်တိုက်တွေ့နေတဲ့မြန်မာချန်ပီယံနဲ့ဂျပန်ဖိုက်တာတို့ပွဲမှာဘယ်သူကအောင်ပွဲရရှိသွားမလဲဆိုတော့ရင်ခုန်စရာပါပဲဒီပွဲဟာတကြံမတိုင်ငယ်မှာကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဂျိုရှွာဗန်အနေနဲ့ဖိတ်သက်တွေကိုနိုင်ပွဲနဲ့နှစ်တစ်ကူလက်ဆောင်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းကျွန်မတို့ channel ကနေဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေဝမ်ချက်မြန်ရှိ UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်မ channel ကို like and subscribe လုပ်ထားပြီး notification နှိပ်ထားဖို့တောင်းဆိုပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်